လွယ်ကူစိတ်ချလူရသုံးဖုန်းပတ်စံ663လူကြီးမင်းတို့ရဲ့တန်ဖိုးရှိလာတဲ့တနေ့တာမှာငွေသွင်းငွေထုတ်ဖို့ငွေလွှဲဖို့ဘဏ်တွေရုံးဌာနတွေကိုချိန်ကုန်ခံသွားစရာမလိုရှည်လျားများပြားတဲ့လုပ်ငန်းအဆင့်ဆင့်တွေကိုလည်းဖြတ်ကျော်စရာမလိုဈေးဝယ်စင်တာတွေမှာလည်းအချိန်ကုန်ခံတန်းစီဆောင်ဆိုင်စရာမလိုတော့မဲ့သတင်းကောင်းတစ်ခုကိုပြောပြချင်ပါတယ်။တင်လက်ကင်ဖုန်းကနေလွယ်ကူစိတ်ချလူရသုံးနိုင်တဲ့ဖုန်းပတ်စံ663ကိုမိတ်ဆက်ပေးပါရစေ။ဖုန်းပတ်စံ663ဆိုတာမြန်မာနိုင်ငံသားများဘဏ်လီမိတက်ရဲ့ဝန်ဆောင်မှုတွေကတစ်ခုဖြစ်ပြီးဖုန်းရဲ့ USSD ကုန်နံပါတ်663ကနေငွေပေးချေခြင်းနဲ့ဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေကိုအချိန်မရွေးနေရမရွေးမိမိရဲ့မိုဘိုင်းဖုန်းကနေအသုံးပြုပြီးဆောင်ရွက်နိုင်တာဖြစ်ပါတယ်။663ဖုန်းပတ်စံဝန်ဆောင်မှုကိုအသုံးပြုဖို့ပထမဆုံးတင်နဲ့နီးစပ်ရာ663ဝန်ဆောင်မှုပေးတဲ့ဆိုင်ကိုသွားပြီးရင်663ကိုယ်စားလှယ်စီမှာတင်ရဲ့ line ပါမိုဘိုင်းဖုန်းတစ်လုံးနိုင်ငံသားစီစီရေးကပ်ပြမူရင်းသို့မဟုတ်မိတ္တူ passport ဓာတ်ပုံတစ်ပုံနဲ့အတူရှောက်လွှာဖြည့်လက်မှတ်ထိုးပြီးမှတ်ပုံတင်ဒါဆိုသင်ဖုန်းထဲကို SMS ကတဆင့်စတင်အသုံးပြုဖို့ကုတ်နံပါတ်တစ်ခုဝင်လာပါလိမ့်မယ်။အဲဒီအခါ *663# ကိုခေါ်ဆိုဘာသာစကားရွေးချယ်လက်ခံရရှိခဲ့တဲ့အတည်ပြုကုတ်နံပါတ်ကိုရိုက်တယ် MPIN လျှို့ဝှက်ပင်နံပါတ်ရိုက်တယ်အတည်ပြုလိုက်ရင်663ဖုန်းပတ်စံဝန်ဆောင်မှုအသုံးပြုဖို့အဆင်သင့်ဖြစ်ပါပြီ။ဝန်ဆောင်မှုတွေအသုံးပြုနိုင်အောင်သင်ရဲ့663ငွေစင်းနဲ့ကြိုတင်ငွေသွင်းဖို့ထည့်ခြင်းနဲ့ငွေပမာဏကို663ကိုယ်စားလှယ်စီမှာပြောရမှာဖြစ်ပါတယ်။ကိုယ်စားလှယ်ကအတည်ပြုပြီးတဲ့အခါသင်ဟာသင်မှတ်ပုံတင်နံပါတ်ဖုန်းနံပါတ်နဲ့ငွေပမာဏကို663ကိုယ်စားလှယ်ရဲ့ agent logbook မှာဖြည့်စွက်ပြီးငွေသားပေးသွင်းရပါမယ်။အတည်ပြုကြောင်း SMS လက်ခံရရှိရင်သင်663ငွေစင်းတွေကိုသင်ပေးလိုက်တဲ့ငွေပမာဏရောက်ရှိသွားပါပြီ။သင်ဖုန်းကနေ663မှတ်ပုံတင်တဲ့သူတွေကိုဖြစ်စေမှတ်ပုံတင်မထားတဲ့သူတွေကိုဖြစ်စေလွယ်ကူစိတ်ချစွာချက်ချင်းငွေလွှဲပို့နိုင်မှု *663# ကိုခေါ်ဆိုငွေပို့ခြင်းကိုရွေးချယ်ငွေလက်ခံမဲ့သူကိုရွေးချယ်ငွေလက်ခံမဲ့သူရဲ့ဖုန်းနံပါတ်ကိုရိုက်တယ်ငွေပမာဏကိုရိုက်တယ်အတည်ပြုပြီးလျှို့ဝှက်ပင်နံပါတ် MPIN ရိုက်ထည့်လိုက်ရင်ငွေပို့ခြင်းအတည်ပြုကြောင်း SMS ပေးပို့ပါလိမ့်မယ်။လက်ခံသူက register လုပ်ထားသည်ဖြစ်စေမလုပ်ထားသည်ဖြစ်စေတင်ငွေလွှဲပို့လိုက်ကြောင်း SMS ရရှိမှာဖြစ်ပြီးအဲဒီ SMS ပြပြီးနီးစပ်ရာ663ကိုယ်စားလှယ်နဲ့မြန်မာနိုင်ငံသားများဘဏ်ခွဲတွေမှာလုံခြုံစိတ်ချစွာထုတ်ယူနိုင်မှာပါ။တကယ်လို့တင်ငွေလိုအပ်လာခဲ့ရင်လည်းမြန်မာနိုင်ငံသားများဘဏ်ခွဲတွေနဲ့ဘယ်663ကိုယ်စားလှယ်စီမှာမဆိုငွေသားထုတ်ယူနိုင်မှာဖြစ်ပါတယ်။663ကိုယ်စားလှယ်နဲ့ဆက်သွယ်ထုတ်ယူလိုတဲ့ငွေပမာဏကိုပြောကြားကိုယ်စားလှယ်ကအတည်ပြုပြီးတဲ့အခါသင်ကကိုယ်စားလှယ်ရဲ့ agent log ပေါ်မှာသင်မှတ်ပုံတင်နံပါတ်ဖုန်းနံပါတ်နဲ့ထုတ်ယူလိုတဲ့ငွေပမာဏကိုရေးသွင်းပြီးရင်သင်ဖုန်းမှာ *663# ကိုခေါ်ဆိုငွေထုတ်ခြင်းကိုရွေးကိုယ်စားလှယ်ရဲ့ ID နံပါတ်ကိုရိုက်သွင်းသင်ထုတ်ယူလိုတဲ့ငွေပမာဏကိုရိုက်တယ်အတည်ပြုပြီး MPIN ရိုက်ထည့်လိုက်ရင်ကိုယ်စားလှယ်စီမာရောသင်စီမာပါအတည်ပြုအောင်မြင်ကြောင်းစာရရှိပါမယ်။အဲဒီအခါကိုယ်စားလှယ်ကသင်လိုအပ်တဲ့ငွေသားထုတ်ပေးပါလိမ့်မယ်။ဒါအပြင်663ဝန်ဆောင်မှုနဲ့ချိတ်ဆက်ထားတဲ့ store ဆိုင်ဈေးဆိုင်တွေနဲ့စူပါမားကတ်ဆိုင်တိုင်းမှာမိုဘိုင်းဖုန်းနဲ့663ငွေစင်းကနေလွယ်ကူစွာဈေးဝယ်နိုင်ပြီဖြစ်လို့နောက်ဆိုရင်တန်းစီဆောင်ဆိုင်နေစရာမလိုတော့တဲ့အတွက်အချိန်ကုန်သက်သာသွားမှာပါ။ဆိုင်မှာငွေပေးချေတဲ့အခါ *663# ကိုခေါ်ဆိုဆိုင်ငွေပေးခြင်းကိုရွေးချယ်ဆိုင်ရဲ့663 ID နံပါတ်ကိုရိုက်ထည့်ဆိုင်ကိုပေးရမယ့်ငွေပမာဏကိုရိုက်ထည့်အတည်ပြုပြီးလျှို့ဝှက်ပင်နံပါတ်ရိုက်ထည့်လိုက်ရင်ရပါပြီ။ငွေစင်းလက်ကျန်စစ်ဆေးခြင်းရင် *663# ကိုခေါ်ဆိုမီနူးတွေကလက်ကျန်ငွေကိုရွေးချယ်လျှို့ဝှက်ပင်နံပါတ်ရိုက်ထည့်လိုက်ရင်သင်ရဲ့663ငွေစင်းလက်ကျန်ငွေကိုဖော်ပြပေးမှာဖြစ်ပါတယ်။မိမိအသုံးပြုခဲ့တဲ့663ငွေစင်းမှတ်တမ်းကိုပြန်စစ်ဆေးခြင်းရင် *663# ကိုခေါ်ဆိုမီနူးတွေကစင်းမှတ်တမ်းကိုရွေးချယ်လျှို့ဝှက်ပင်နံပါတ်ရိုက်ထည့်လိုက်ရင်နောက်ဆုံးငွေစင်းဝန်ဆောင်မှု3ခုကိုပြန်လည်စစ်ဆေးကြည့်ရှုနိုင်မှာပါ။ဖုန်းပေဖြည့်ခြင်းဝန်ဆောင်မှုကိုလည်းရရှိနိုင်ပါတယ်။ဖုန်းပေဖြည့်ခြင်းအတွက် *663# ကိုခေါ်ဆို Mobile Top Up ကိုရွေးချယ်သင်ဖုန်းဒါမှမဟုတ်သင်ဖြည့်ခြင်းနဲ့ဖုန်းနံပါတ်ကိုရိုက်သင်ဖြည့်ခြင်းနဲ့ငွေပမာဏကိုရွေးချယ်အတည်ပြုပြီး MPIN ရိုက်ထည့်လိုက်ပါ။လစဉ်နှစ်စဉ်ကြေးပေးဆောင်ရတဲ့ပုဂ္ဂလိကဌာနတွေနဲ့အစိုးရရုံးတွေကိုသွားကြမလို့ပဲဖုန်းလေးတစ်ချက်နှိပ်လိုက်ရုံနဲ့အခွန်အခတွေကိုလည်းပေးဆောင်နိုင်တော့မှာပါ။663ဝန်ဆောင်မှုအသုံးပြုပြီးဝန်ထမ်းတွေကိုလစာပေးရမှာလဲတဦးချင်းစီအတွက်လစာငွေကြေးတွေကိုရေးတွက်တွက်ချက်နေစရာမလိုပဲအချိန်ကုန်သက်သာပြီး
လာစာတွေကိုတိကျစိတ်ချစွာနဲ့နီးစပ်ရာ663ကိုယ်စားလှယ်ဒါမှမဟုတ်မြန်မာနိုင်ငံသားများဘဏ်ခွဲတွေမှာထုတ်ယူနိုင်မှာဖြစ်ပါတယ်။ငွေသားပတ်စံတွေအသုံးပြုရတဲ့အခါရေတွက်ယူရခြင်း၊တေးရခတ်ခြင်း၊မတန့်ရှင်းခြင်း၊ပျောက်ရှနိုင်ခြင်းနဲ့အကျွေးပြဿနာတွေရှိသလိုကတ် ATM ဆက်တွေနဲ့ POS machine တွေသုံးတဲ့အခါမှာလည်းလုပ်ငန်းရှင်တွေအနေနဲ့ရင်းနှီးမြှုပ်နှံမှုကြီးမားခြင်းသုံးစွဲသူအနေနဲ့ကက်ပြောက်ပြတ်နိုင်ခြင်းပြဿနာတွေကြုံတွေ့ရနိုင်ပါတယ်။ Mobile Money အသုံးပြုရင်တော့ဉာဏ်ဆန်စိတ်ချလွယ်ကူပြီးစိတ်မရှုပ်ရတော့ပါဘူး။အနာဂတ်မှာ electronic ပတ်စံနဲ့ငွေကြေးတဲ့စနစ်တွေပဲအသုံးပြုတော့မယ်။တိုးတက်ပြောင်းလဲလာတဲ့ digital စီးပွားရေးစနစ်ကြီးအတွက်လွယ်ကူစိတ်ချလိုရာသုံးနိုင်မဲ့ဖုန်းပတ်စံ663ကိုအခုပဲစတင်သုံးစွဲလိုက်ကြရအောင်။လွယ်ကူစိတ်ချလိုရာသုံးဖုန်းပတ်စံ663